ဒီသင်ခန်းစာကမြန်မာလိုတွေတရုတ်လိုရေးကြမယ်ရဲ့အပိုင်း2ပဲဖြစ်ပါတယ်ဒီမှာဒီနေ့အရန်ပူတယ်ဒီစာကြောင်းမှာကြတော့ဒါကပုံမှန်တိုင်းရေးထားတယ်မြန်မာလိုဆိုရင်ဒီနေ့ကအရန်ပူတယ်အဲ့တော့ဒီမှာဆိုရင်တရုတ်လိုရေးတော့မယ်ဆိုရင်ဒီနေ့ကတော့ဒီနေ့တိုင်းမဟုတ်ပြီအဲ့တော့ဒီမှာက adjective တွေရဲ့အရှိကလျက်မှာကကြတော့ तू ကဒီ adjective ကိုအထူးပြုထားတာပေါ့နော် adjective ကိုပို့ပြီးတော့လေးနက်စေတာပေါ့ဒီမှာဆိုရင်ဒီနေ့ကပူတာမှန်တယ်ဒါပေမဲ့ဘယ်လိုပူတာလဲဆိုတော့အရန်ပူတာဖြစ်တယ်အဲ့တော့ तू က subject တွေ verb တွေ object တွေနဲ့သွားတဲ့စာကြောင်းပုံစံမဟုတ်တဲ့အတွက်ဒီတိုင်းပဲတိုက်ရိုက်ပြောလို့ရပါတယ်အဲ့တော့今天အရန်က很ပူတာက热အဲ့တော့ဒီနေ့အရန်ပူတယ်ဆိုရင်今天很热လို့ပြောမယ်ပေါ့နောက်တစ်ကြောင်းကကြတော့ coffee ကခါလွန်းတယ်အဲ့တော့ coffee ကခါလွန်းတယ်ဆိုတဲ့နေရာမှာ coffee ခါလွန်းတယ်ဒါပုံမှန်တိုင်းပဲပေါ့အဲ့တော့ဟုတ်ပြီ coffee ကခါတာကိုပို့ပြီးတော့အရန်ခါတာမျိုးအရန်အခါဆုံးဖြစ်နေတာမျိုးကို तू ကပြောချင်တာအဲ့တော့ဒီမှာဆိုရင် Thai နဲ့သုံးထားတယ်အဲ့တော့coffee က咖啡ခါလွန်းတာက Thai ကိုဒီမှာတော့ Thai နဲ့သုံးလို့ရှိရင် le ဆိုပြီးတော့နောက်မှာထည့်ပေးရတာအဲ့တော့နောက်မှာ le ဆိုပြီးတော့ထည့်သုံးထားပေးပါတယ်အဲ့တော့ coffee ခါလွန်းတယ်ဆိုရင်咖啡 Thai ကိုလားနောက်တစ်ကြောင်းကကြတော့သူကအလွန်ထက်မြက်တယ်အဲ့တော့ဟုတ်ပြီသူအလွန်ထက်မြက်တယ်ဒါကထက်မြက်တာကိုပို့ပြီးတော့လေးနက်စီတာအရန်ထက်မြက်တဲ့အကြောင်းကိုပြောထားတာအဲ့တော့သူကတော့ထားပဲအလွန်အရန်ဆိုရင်非常နဲ့သုံးထားတာဒီမှာ非常အလွန်မင်းပဲပေါ့ထက်မြက်တာကချုံးမိညံကောင်းတာအတူတူပဲပေါ့အဲ့တော့သူအလွန်ထက်မြက်တယ်ဆိုရင်他非常聪明သူအရန်ထက်မြက်တယ်အလွန်ထက်မြက်တယ်အတူတူပဲပေါ့နော်နောက်တစ်ကြောင်းကကျွန်တော်တိတ်မစားဘူးအဲ့တော့ကျွန်တော်ကပုံမှန်တိုင်းပဲတိတ်ဆိုတာဒီမှာအရန်ကိုအရန်အလွန်လို့ပြောချင်တဲ့အဓိပ္ပာယ်မျိုးပဲပေါ့နော်တိတ်ပြီးတော့မှတိတ်ပူတယ်တိတ်အေးတယ်အဲ့လိုပုံစံမျိုးဒါကတော့တိတ်စားတယ်ပေါ့ဒီမှာညင်းတာတော့မစားဘူးအဲ့တော့ကျွန်တော်အညင်းနောက်မှတိတ်စားတယ်လို့ပြောရမယ်အဲ့ဒါမှဒီအရှိကပူနဲ့တွဲလိုက်ရင်တိတ်မစားဘူးဖြစ်သွားမှာကျွန်တော်တိတ်မစားဘူးဆိုရင်我不太饿အဲ့လိုမျိုးပြောပြရပါတယ်စာကြောင်းတစ်ကြောင်းမှာအငင်းပါလာပြီဆိုလို့ရှိရင်ဒါကကိုပြောချင်တဲ့အကြောင်းအရာရဲ့ရှေ့ကပ်လျက်မှာအငင်းကိုထားပြီးတော့မှပြောပြရပါတယ်။ဒါဆိုရင်ဥပမာစာကြောင်းလေးတွေ coffee ကတိတ်မချိုးဘူးဒါကသေးလွန်းတယ်သူအရန်အရက်ရှိတယ်အလုပ်ကတိတ်မရှုပ်ပါဘူးအဲ့တော့ဒီစာကြောင်းလေးတွေကိုကိုယ်တိုင်စာကြောင်းတိဆောက်ကြည့်ကြပါနောက်ဆုံးမှာတော့အဖြေလေးပေးထားပါတယ်နောက်ဆုံးအစင်လုံးဝမပြေဘူးဆိုတော့မှအဖြေလေးကိုကြည့်ပါအားလုံးပဲကျေးဇူးပါနောက်ထပ်သင်ခန်းစာသစ်တွေကိုထပ်ပြီးတော့လေ့လာခြင်းဒီ channel လေးကို subscribe လုပ်သွားပေးဦးနော်